နိုင်ငံတနိုင်ငံရဲ့ကမ္ဘာအလဲကဩဇာအာဏာကိုဘလို့တိုင်တကြမလဲအများကြီးရှိတဲ့အထဲမှာမှလေနောက်ဆုံးတော့စီရေးအင်အားကအရေးကြီးတဲ့နေရာမှာရှိနေတော့မယ်အဲ့ဒီထဲမှာဝေဟင်ကိုဘသူပို့ပြီးချုပ်ကင်နိုင်တယ်လဲဆိုတာကအဆုံးဖြတ်ပေးနိုင်တယ်ကြတောင်ပြောကြတာပေါ့နော်ဟုတ်တယ်ဒီနေ့မှာတော့အဲ့ဒီဝေဟင်ကစွမ်းအားရဲ့အကြောင်းကိုပဲအတွင်းကြလေ့လာကြည့်ကြအောင်ကျွန်တော်တို့စီရောက်နေတဲ့သတင်းရင်းမြစ်တွေကိုအခြေခံပြီး2025ခုနှစ်အတွက်ကမ္ဘာအင်အားကြီးဆုံး၄တပ်တီကဘယ်သူတွေထင်မလဲဆိုတာကိုပေါ့တကယ်တော့ဒီလိုအဆင့်တက်မှတ်တာကစိတ်ဝင်စားစရာကောင်းပါလေဘာလို့လဲဆိုတော့လေရင်စစ်စုပေါင်းအရေးအတွက်ကိုကြည်တာမဟုတ်ပဲဒီကဲတိုက်ခတ်ရေးစွမ်းရည်ရှိတဲ့လေရင်တွေဘယ်လောက်ရှိတယ်လဲဆိုတာကိုအဓိကထားကြည့်တာမို့လို့ပါဆိုတော့နိပညာအစနန်းကိုတွေပါတာပေါ့နော်ဟုတ်ပါတယ်နိပညာကအရေးကြီးဆုံးထဲမှာပါတာပေါ့ဒါကလက်ရှိကမ္ဘာနိုင်ငံတွေရဲ့ဝေဟင်စွမ်းအားပြိုင်ဆိုင်မှုမြင်ကွင်းကိုခြုံငုံကြည့်လိုက်တာနဲ့အတူတူပါပဲဟုတ်ပြီဒါဆိုရင်အစင်ဆယ်နဲ့စပြီးတနိုင်ငံချင်းစီရဲ့နောက်ွယ်က view ဟာဒီသူတို့ရဲ့အထင်ကြီးလေရင်တွေကဘာတွေပြောနေတယ်ဆိုတာကိုစပြီးချက်ကြည့်ကြရအောင်ကဲအစင်ဆယ်နေရာမှာတော့ဥရောပရဲ့တပ်တန်းရဲ့အင်အားကြီးနိုင်ငံ United Kingdom ရဲ့တော်ဝင်လေတပ် Royal Air Force ကချီနေပါတယ်ဟုတ်ပါတယ်သူတို့စီမှာစုစုပေါင်းလေရင်အစင်400ကျော်လောက်ရှိပြီးတော့တိုက်ခိုက်ရေးလေရင်က165စင်ကျော်ရှိလို့ဆိုပါတယ်အထူးကတော့ F-35 Lightning II နဲ့ Eurofighter Typhoon တွေပေါ့နော်မှန်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာက UK ဟာ Eurofighter Typhoon လို့ဥရောပရဲ့ပူးပေါင်းဆောင်ရွက်မှုကိုကိုစားပြုတဲ့လေယာဉ်နဲ့ F-35 လို့အမေရိကန်ရဲ့နီးပညာကိုအဓိကထားတဲ့လေယာဉ်နှစ်ခုကြားမှာဗျူဟာကြဟန်ချက်ညီအောင်လုပ်နေရတာပေါ့အရေးအတွက်နည်းပေမဲ့နီးပညာအမြင့်ဆုံးလေယာဉ်တွေကိုပဲရွေးချယ်ထားတာကထင်ရှားတယ်ဒီ top 10 စာရင်းထဲမှာ F-35 လို့ကိုပြောက်လေယာဉ်တွေခဏပါလာတာတွေ့ရတယ်အဲ့ဒီကိုပြောက်ဆိုတာကိုနည်းနည်းလောက်ရှင်းပြပေးလို့ရမလားတကယ်ပဲမမြင်ရတာမျိုးလားကောင်းတယ်မင်းဟောင်းပါကိုပြောက်ဆိုတာရန်သူရေတာကနေလုံးဝရှာမတွေ့တာကိုဆိုလိုတာမဟုတ်ပါဘူးအော်ရေတာမှာပေါ်ရင်တောင်မှငတ်တကောင်ဒါမှမဟုတ်အရေးမကြီးတဲ့အရာဝတ္ထုလေးတစ်ခုလို့တေးသေးလေးပဲပေါ်အောင်လေရင်ရဲ့ဒီဇိုင်းနဲ့သုံးထားတဲ့ပစ္စည်းတွေနဲ့ဖန်တီးထားတာပါဆိုတော့ရန်သူကကိုယ့်ကိုမမြင်နိုင်ငယ်အဝေးကြီးကနေတဲ့ကသူ့ကိုအရင်မြင်ပြီးတိုက်ခိုက်နိုင်တဲ့အသာစီးရသွားစေတဲ့နည်းပညာပါအော်ရှင်းတော့ပါပြီကိုပိုင်ထိုးလုံနိုင်စွမ်းအကြောင်းပြောတာနဲ့အဆင့်9ကပြင်းတက်ကတော့အဲ့ဒီအပိုင်းမှာတော်တော်လေးအားကောင်းပုံရတယ်စုစုပေါင်းလေရေး650ကျော်တိုက်ခိုက်ရေးလေနေတာစိတ်ကျော်နဲ့တကယ်မှန်ပါတယ်သူတို့ရဲ့အဓိကအားထားရာကပြည်တွင်းဖြစ် Dassault Rafale တွေပဲလေဟုတ်တယ်ပြင်တက်ကသူ့ရဲ့ကာကွယ်ရေးစမှုလုပ်ငန်းကိုဘယ်လောက်တန်ဖိုးထားလဲကိုနိုင်ငံရဲ့လက်နက်နဲ့ကိုရက်တီလိုစိတ်ဘယ်လောက်ပြင်းထန်လဲဆိုတာ Rafale ကတက်တယ်ပါပဲနိုင်ငံတကာလက်နက်ဈေးကွက်မှာ American, Russia တို့နဲ့မတူတဲ့ကိုပိုင်လမ်းကြောင်းကိုဖောက်နိုင်နေတာပေါ့နော်ကိုပိုင်ထုတ်လုပ်နိုင်စွမ်းကနေစက်ပြီးကြည့်ရရင်အဆင့်ရှိကပါကစ္စတန်ကတော့ပုံစံတစ်မျိုးနဲ့စိတ်ဝင်စားစရာအကောင်းပြန်ရောသူတို့စီမှာလီယန်စုစုပေါင်း950လောက်နဲ့တိုက်ခိုက်ရဲ့လီယန်440ကျော်ရှိတယ်ဟုတ်တယ်အရေးအတွက်များလာတယ်American လို့ F-16 တဲ့ပင်တီလို့ Mirage တဲ့ရှိတယ်လို့တရုတ်နဲ့ပူးရဲထုတ်လုပ်တဲ့ JF-17 Thunder လေးပါတာတွေ့ရတယ်ဒါကလုံးဝကိုမတူရတဲ့ချင်းကမို့ပဲအလွန်ထူးခြားပါတယ်ပါကစ္စတန်ရဲ့လေတပ်ဖွဲ့စည်းပုံကသူတို့ရဲ့နိုင်ငံခြားရေးမူဝါဒလိုပဲရှုပ်ထွေးပြီးလက်တွေ့ကြတယ် JF-17 ဆိုတာကပါကစ္စတန်အတွက်ဈေးနှုန်းတန်တာပြီးစိတ်ကြိုက်ပင်စင်လိုက်တဲ့ workhorse တိုက်လျင်တခုပဲဆိုတော့ American စီက F-16 တွေဝယ်ရတယ်လို့နိုင်ငံရေးအပေးယူလို့ဆရာမလို့တော့ဘူးပေါ့အဲ့ဒါပေါ့ကိုယ်နိုင်ငံအဝယ်လိုအပ်တဲ့အရေးအတွက်ကိုထုတ်လုပ်နိုင်ခွင့်ရှိသွားတယ်ဒါကကာကွယ်ရေးမှာကိုယ့်ကျမကိုဖန်တီးနိုင်ခွင့်ပိုရလာတာနဲ့အတူတူပါပဲနိုင်ငံပေါင်းစုံကနီးပညာတွေကိုပေါင်းစပ်ပြီးကိုယ့်ရဲ့အားသာချက်အဖြစ်ပြောင်းလဲနိုင်စွမ်းကိုပြနေတယ်ဟုတ်ပြီအခုအဆင့်9နဲ့6ကိုကြည့်လိုက်ရင်တော့ပါကစ္စတန်နဲ့ဆန့်ကျင်ဘက်ပုံစံကိုတွေ့ရပြန်ရောအစ္စရေးနဲ့ဂျပန်နိုင်ငံလုံးကအမေရိကန်ရဲ့နီးပညာကိုအဓိကမိခေါ်ထားကြတယ်ဟုတ်ပါတယ်အဆင့်9အစ္စရေးကလီယန်ခွန်ဟာကျော်တိုက်ခိုက်ရင်250ကျော်ရှိပြီးအများစုက F-16 F-15 နဲ့နောက်ဆုံးပေါ် F-35 တွေကြီးပဲမှန်ပါတယ်အစ္စရေးကတော့အရေးအတွက်ထက်အရေးသွေးကိုပိုးအလေးပေးရဲ့အကောင်းဆုံးဥပမာတစ်ခုပဲသူတို့လေးသက်ရဲ့တကယ်အင်အားကလေးရင်နဲ့ထက်လေးရင်မူးတွေရဲ့အဆက်မြင့်လေ့ကျင့်မှုနဲ့တိုက်ပွဲအတွေ့အကြုံအဆက်မပြတ်ရှိနေတာပါဟုတ်ကဲ့နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့ဒေပါတွင်ပဋိပက္ခတွေကြောင့်သူတို့ရဲ့စစ်စင်ရေးပိုင်းဆိုင်ရာကျွမ်းကျင်မှုကတကယ်လက်တွေ့မှာတွေးထားပြီးတော့ဓာတ်တလက်လိုပဲဒါပေမဲ့အဲ့ဒီကျွမ်းကျင်မှုဆိုတာကF-35 လို့နီးပညာမင်းလီယန်တွေရောက်လာတဲ့အခါမှာအရေးပါမှုရော့သွားနိုင်လားဒါမှမဟုတ်နီးပညာနဲ့လူသားရဲ့ကျွမ်းကျင်မှုကတစ်ခုကိုတစ်ခုပို့ပြီးအဖြစ်ပေးတာလား
ဒါကစစ်ရေးလဲလာသူလီကြမှာအမြဲငင်းခုန်နေတဲ့အကြောင်းရမယ် F-35 ရဲ့စန်ဆာတွေနဲ့ကုံရဲချိတ်ဆက်နိုင်စွမ်းကလီယန်မှုကိုအချက်လက်တွေအများကြီးပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုအခြေခံပြီးစကမိုင်းတွင်အသက်အသေးအဆုံးအဖြစ်ပေးရတဲ့အခါမှာတော့ လီယမှုရဲ့အတွေ့အကြုံကအဓိကဖြစ်လာတာပေါ့ ဟုတ်ပါတယ်ဆုံးဖြတ်နိုင်စွမ်းကသာအဓိကပဲဆိုတော့နီးပညာကလူကိုအစားထိုးတာမဟုတ်ပဲထူးချွန်တဲ့လူကိုပို့ပြီးအစွမ်းထအောင်လုပ်ပေးတာလို့ပြောလို့ရပါတယ် စိတ်ဝင်စားစရာပဲအစင်ချော့ကဂျပန်ကလည်းအမေရိကန်ရဲ့နီးပညာကိုအားကိုးရတာချင်းတူပေမဲ့သူတို့ရဲ့အခြေအနေကတော့ Israel နဲ့မတူဘူးနော်ဂျပန်မှာလေယာဉ်950ကျော်တိုက်ခိုက်ရင်310ကျော်ရှိတယ် သူတို့စီမှာလည်း F-35 F-16 ဒီအပြင် F-16 ကိုအခြေခံပြီးပြည်တွင်းမှာထုတ်တဲ့ Mitsubishi F-2 ဆိုတာလည်းရှိသေးတယ် ဟုတ်ကဲ့ ဂျပန်ကဒုတိယကမ္ဘာစစ်နောက်ပိုင်းငင်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေအရ Self Defense Force ဆိုတဲ့နာမည်ပဲသုံးပေမဲ့သူတို့ရဲ့လေတပ်ကအလွန်အဆင့်မြင့်ပါတယ် F-2 တိုက်လေယာဉ်ကိုထုတ်လုပ်နိုင်တာကသူတို့ရဲ့အဆင့်မြင့်နည်းပညာနဲ့စက်မှုလုပ်ငန်းအခြေခံအဆောက်အုံဘယ်လောက်တုံ့တင်လဲဆိုတာကိုပြတယ် ကဲအခုဆိုရင် top 5တဲ့ကိုဝင်လာပါပြီအစင်9နေရာမှာတောင်ကိုရီးယားလီတပ်ရှိနေပါတယ်စုစုပေါင်းလေယာဉ်980ကျော်တိုက်ခိုက်ရေးလေယာဉ်420ကျော်နဲ့ ဂျပန်ထပ်တိုက်ခိုက်ရေးလေယာဉ်အရေးအတွက်ပုံများတာကိုတွေ့ရတယ်နော် ဟုတ်တယ်သူတို့ကလည်း F-35 နဲ့ F-16 တွေတုံးတယ်လို့ကိုပိုင်ထုတ် T-50 Golden Eagle လည်းတုံးတယ် တောင်ကိုရီးယားကကာကွယ်ရေးစက်မှုလုပ်ငန်းမှာအလွန်လျင်မြန်စွာတိုးတက်လာတဲ့နိုင်ငံမှာ T-50 Golden Eagle ဆိုတာအဆင့်မြင့်လေ့ကျင့်လေယာဉ်ဖြစ်စတင်ခဲ့ပေမဲ့အခုတော့ FA-50 ဆိုပြီးအပေါ်စားတိုက်ခိုက်ရေးလေယာဉ်အဖြစ်ပါအောင်မြင်အောင်တည်ထွင်နိုင်ခဲ့တယ် ဒါကသူတို့ရဲ့နီးပညာစွမ်းရည်ကိုပြသနေတယ်လို့ပဲပေါ့နော် ဟုတ်ပါလေကိုရီးယားဟာအမေရိကန်စီကနီးပညာဝယ်ယူသူစင်းကနေနီးပညာထူးလုပ်သူစင်းကိုကူးပြောင်းနေတာထင်ရှားပါတယ် ဟိုအဆင့်4ကအိန္ဒိယကိုရောက်တော့အရေးတော့ကအကြီးကျယ်ခုန်တက်တော့ပါလားစုစုပေါင်းလေယာဉ်1850တိုက်ခိုက်ရေးလေယာဉ်ကအဆင့်900နီးပါး တောင်ကိုရီးယားထက်2000ကျော်တော့များသွားတယ် ဒီလောက်များတဲ့လေယာဉ်အမျိုးအစားအစုံကိုထင်းရတာထောက်ပံ့ပို့ဆောင်ရွက်ပိုင်းမှာအိမ်မက်ဆိုးတစ်ခုဖြစ်နေမှာပေါ့နော် တကယ်ကိုစိန်ခေါ်မှုကြီးတစ်ခုပါအိန္ဒိယရဲ့လေတပ်ကရုရှားလို့စူးတရီ market eye ပင်သစ်လို့ Rafale ပြီးတော့ MiG-29 Jaguar တွေအပြင်ပြည်သင်းဖြစ် Hail Tejas ပါပါတယ် စုံနေတာပဲ ဒါကသူတို့ရဲ့ရှေ့သမိုင်းကဗတ်မလိုက်နိုင်ငံခြားရေးမူဝါဒကိုထင်ဟပ်နေတယ်ဘယ်နိုင်ငံတနိုင်ငံကြီးကိုမှအာမကိုဘူးဒါပေမဲ့ခုနပြောသလိုပဲလေယာဉ်အမျိုးအစားတစ်မျိုးစီးတော့အပေါ်ဖြစ်စီပြူပြင်းထင်းထင်းကြီးလေယာဉ်မှုလိကျင်ရစီနေသည်တိချစီလိုအကြောင်းမို့လို့အကုန်ကြများပြီးအလွန်ရှုပ်ထွေးတဲ့စနစ်ကြီးတစ်ခုဖြစ်နေတာပေါ့ အခုဆိုရင်ကဘာထိပ်သီး3နိုင်ငံကိုရောက်လာပါပြီဒီနေရာစပြီးအီရတွတ်တွေကတခြားနိုင်ငံတွေနဲ့ရှင်းလို့မရတော့ဘူးအဆင့်3ကတရုတ်ပြည်လိုလွန်မြောက်ရေးတမတော်လေတပ် PLAF ပါ ဟုတ်ပါတယ်စုစုပေါင်းလေယာဉ်3500ကျော်တိုက်ခိုက်ရေးလေယာဉ်2000ကျော်ဒါကအိန္ဒိယရဲ့2000လောက်ရှိနေပြီ မယုံနိုင်စရာပဲ တရုတ်နဲ့ပတ်သက်ပြီးအဓိကသတိပြုရမှာကအရေးအတွက်တစ်ခုတည်းတင်မဟုတ်ပဲအလွန်လင်းညွန်တဲ့ခင်မီတိုးတက်ပြောင်းလဲမှုပါပဲလွန်ခဲ့တဲ့ဆက်စုနဲ့နှုတ်ခွေးလောက်ကအထိတရုတ်လေတပ်ကနီးပညာပိုင်းမှာနောက်ကျကျနေကြတာ ဟုတ်ကဲ့ မြောက်ဆက်ကိုပြောက်တက်လေရင် J20 ကိုအောင်မြင်စွာထုတ်လုပ်ပြီးတက်တော်ဝင်နိုင်ခဲ့ပြီဒါကသူတို့ရဲ့နီးပညာစွမ်းရည်ဘလောက်အထိရောက်နေပြီလဲဆိုတာကိုပြသနေတဲ့အချက်ပဲ အဲ့ဒီ J20 ဆိုတာကအမေရိကန်ရဲ့ F-22 F-35 တွေနဲ့တကယ်ရှင်းနိုင်တဲ့ဆင်းရှိပြီလား အဲ့ဒါကဒေါ်လာတတန်းကန်မီကုန်မယ်အနောက်တိုင်းလေလာသူတွေကတော့ J20 ရဲ့ engine နီးပညာပိုင်းမှာအားနည်းချက်တွေရှိနေတယ်လို့တုံ့တက်ကြတယ် ဒါပေမဲ့ တို့လျက်ကိုပြောက်စွမ်းရည်နဲ့ဒုံးကြည်ဒီကြောင့်အလေးနဲ့ထားရမယ်ချင်းချုံမှုတစ်ခုဖြစ်နေပြီပေါ့ အဲ့ဒါတော့အသေးချပါပဲအရေးအတွက်နဲ့နီးပညာကိုအချင်းတို့အတွင်းပေါင်းစပ်နိုင်ကြတာကရုပ်ရဲ့အနောက်ကွာဆုံးအချက်ပါ ဒုတိယနေရာအစစ်နိကတော့ယူရှာလီတက်ပါစုစုပေါင်းလေရင်3600ကျော်နဲ့တရုတ်ထက်နည်းနည်းပိုများပေမဲ့တိုက်ခိုက်လေရင်ကတော့ထောင်ခါလက်ကျော်နဲ့တရုတ်အောက်နည်းနည်းနဲ့တယ်ဟုတ်ပါတယ်သူတို့ရှိမှလေကိုပိုင်ကိုပြောက်တိုက်လေရင်စူ57ရှိတယ်ရုရှားဟာဆိုဗီယက်ခေတ်ကလေးကလေကြောင်းနီးပညာမှာအမေရိကန်နဲ့အပြိုင်ကျဲနိုင်တဲ့တူဦးတဲ့သောပြိုင်ဘက်ဖြစ်ခဲ့တာပါသူတို့ရဲ့စုခိုးယူမျိုးစားတိုက်လေရင်တွေကကမ္ဘာပေါ်မှာအကောင်းဆုံးနေထဲမှာပါဝင်နေတော့ပဲ ဒါပေမဲ့ Su-57 ကတော့အများကြီးမထုံးနိုင်သေးဘူးလို့ကြားတယ် ဟုတ်ပါတယ်စီးပွားရေးပိတ်ဆို့မှုတွေကြောင့်အလုံးရင်းနဲ့ထုံးလို့ရေးမှာအခက်အခဲတွေရှိနေပုံရတယ်နောက်တစ်ချက်က260လို့မဟာဗျူဟာချက်ဘုံကျဲလင်းရင်တွေပိုက်ဆိုင်ထားတာပါ မဟာဗျူဟာမြောက်ဘုံကျဲလီယန်ဆိုတာဘာကိုဆိုလိုတာလဲတာမန်ဘုံကျဲလီယန်နဲ့ပါကွာလဲ ကောင်းလိုက်တဲ့မေကုံမဟာဗျူဟာမြောက်ဆိုတဲ့စကားလုံးကသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုရည်ညွှန်းတာပါ
ဒီလီယင်တွေကတိုက်ကြီးတစ်တိုက်ကနေတစ်တိုက်ကိုဖျက်ပြီးအလွန်ဝေးကွာတဲ့ဖြစ်မှတ်တွေကိုတိုက်ခိုက်နိုင်အောင်ဒီဇိုင်းထုတ်ထားတာ ။ဩနျူကလ িয়ার လက်နက်ဒီတန်နိုင်တာမျိုးကို ဟုတ်ပါတယ်ဒါကြောင့်သူတို့ဟာစစ်မြေပြင်မှာတုံးတဲ့နီးပြူဟအဆင့်ကိုကျော်လွန်ပြီးနိုင်ငံဒီနိုင်ငံရဲ့စစ်ရေးဟန်ချက်ကိုပါပြောင်းလဲပစ်နိုင်တဲ့မဟာဗျူဟာအဆင့်လက်နက်တိဖြစ်ပါတယ် ။နောက်ဆုံးတော့အားလုံးမျောလင့်ထားတဲ့အတိုင်းအဆင့်ခိုးနေရာကိုရောက်လာပါပြီ။ American ပြည်ထောင်စုလေတပ်ပိုင်ဖြစ်မှာပေါ့ ဟုတ်ပါရဲ့ ။အရေးအတွက်ကတခြားနိုင်ငံတွေနဲ့ချီလို့မရအောင်ကွာခြားနေတယ်။စုစုပေါင်းလေရင်9300ကျော်တိုက်ခတ်ရေးလေရင်2400ကျော်ပြီးတော့တရင်ရင်မြစ်တွေကအမေရိကန်ရေတပ်ကလည်းတီးဆန့်လေရင်အဆင့်4000ကျော်ပိုင်ဆိုင်ထားတယ်ဆိုတော့ ဟုတ်ပါရဲ့ဒါကမယူလိုက်ကြကင်းကရန်းတွေပဲအရေးအတွက်ရောအရေးတွေးပါပြန်ဘက်ကင်းတဲ့အခြေအနေမှာရှိနေတယ်လက်စီကဘာအစစ်မြင့်ဆုံးကိုပြောက်တိုက်လေရင် F-22 Raptor အရေးအတွက်အများဆုံးထုတ်လုပ်ထားတဲ့ F-35 F-15 F-16 တွေကလည်းအများကြီးပဲရှိသေးတယ် ဟုတ်တယ်ပြီးတော့မြေပြင်တပ်တွေကိုအနီးကပစ်ကူပေးဖို့တည်တံ့ထုတ်ထားတဲ့ A-10 လူရည်ရင်ဒီအပြင်ကဘာတဝန်စစ်စင်နိုင်တဲ့ B2 Spirit ကိုပြောက်ဘုံကျဲလီရင်နဲ့နှစ်ပေါင်း80ကျော်တပ်တန်းရှိနေသေးတဲ့ B52 တွေဒီအင်အားစုတစ်ခုမှကသူတို့ကိုလုံးဝအသာစီးရနေတဲ့လေတပ်အဖြစ်ရက်တည်စေတာပါ သူတို့ရဲ့လေတပ်တစ်ခုတေးတာကိုတခြားထိပ်တန်းနိုင်ငံအများအပြားရဲ့လေတပ်တွေပေါင်းထားတဲ့တောင်ပိုကြီးမားနေတယ်ဆိုတဲ့သဘောပေါ့ အဲ့လိုတော့ပြောလို့ရပါရဲ့ ဒီအချက်လက်တွေအားလုံးကိုခြုံငုံတုံးတက်ကြည့်လိုက်တဲ့အခါဘလို့အဓိကလမ်းကြောင်းတွေကိုတွေ့နိုင်မလဲ ထင်ရှားတဲ့ပုံစံ၃ခုကိုတွေ့ရပါတယ်ပထမတစ်ခုကတော့ပင်ကျမမျိုးဆက်ကိုပြောင်နီးပညာဟာအနာဂတ်ဝိရင်တိုက်ပွဲတွေရဲ့အစောအဖြတ်ဖြစ်လာမယ်ဆိုတာကိုအင်အားကြီးနိုင်ငံတိုင်းကလက်ခံထားကြတာပါပဲ F-35 J-20 Su-50-70နဲ့အပြိုင်အဆိုင်ဖြစ်နေတာပေါ့ ဟုတ်ပါတယ်ဒုတိယအချက်ကတော့ပြင်သစ်ဂျပန်အိန္ဒိယတောင်ကိုရီးယားလိုနိုင်ငံများပြားကိုပိုင်ပြည်တွင်းဖြစ်လေရင်တွေထုတ်လုပ်လာကြတာကနီးပညာပိုင်းမှာကိုအားကိုကိုလိုစိတ်ကိုပြနေတယ်နောက်ဆုံးချက်ကတော့ American ရဲ့ဥဆောင်မှုကအရေးတွက်ပိုင်းမှာအလွန်ကြီးမားနေတဲ့မြစ်ကျုံရဲ့အရှင်ဟုန်လေးတွက်တက်လာမှုကြောင့်နီးပညာပိုင်းဆိုင်ရာကွာဟချက်ကတော့တဖြည်းဖြည်းချင်းမြောင်းလာနေတယ်ထတာပါပဲ ကမ္ဘာလီကျောင်းစွမ်းအားကိုစိတ်ဝင်စားဖွယ်ရလေ့လာခဲ့ရတာပါပဲကောင်းပါပြီဒီလိုလက်နက်ကလီယာတွေအကြောင်းလေ့လာကြည့်တဲ့နောက်မှာနားထောင်သူတွေအတွက်ဆက်မစင်စားစရာချက်တစ်ခုလောက်ပြောပြပေးနိုင်မလား တေးကြတာပေါ့ဒီနေ့ကျွန်တော်ဆွေးနွေးခဲ့တဲ့အချက်လက်တွေကလီယန်အရေးအတွက်နဲ့အမျိုးအစားဆိုတဲ့ hardware ကိုပဲအဓိကထားပါတယ်ဒါပေမဲ့လီတက်တစ်ခုရဲ့တကယ်အစွမ်းဟာလီယန်မှုတွေရဲ့အရေးတွေထိမ့်သိမ့်ပြပြရေးဖွဲ့တွေရဲ့ကျွမ်းကျင်မှု electronic စစ်စင်ရေးစွမ်းရည်နဲ့အာကာသစိုက်ပါနည်းပညာတွေနဲ့ဘယ်လောက်ချိတ်ဆက်နိုင်တယ်လဲဆိုတဲ့ software နဲ့ network တွေပေါ်မှာလည်းအများကြီးမူတည်ပါတယ် ဟုတ်ကဲ့ စဉ်းစားစရာကတော့ဒီစက်ပစ္စည်းရဲ့နောက်ွယ်ကလူသားနဲ့ digital ကွန်ရက်တွေရဲ့အရေးသွေးကိုပါတိတိကျကျဒိန်းတာနိုင်မယ်ဆိုရင်ဒီအဆင့်သတ်မှတ်ချက်ကဘယ်လိုများပြောင်းလဲသွားနိုင်မလဲဆိုတာပါပဲစကူဘောကကိန်းကနိုင်လီမဲ့တကယ်တိုက်ပွဲဝင်စွမ်းရည်ကြားကကွာဟချက်ကဘယ်လောက်ကြီးမားနိုင်မလဲဆိုတာကအမြဲတမ်းစဉ်းစားစရာအချက်တစ်ခုပါ